အာဇဘူဇတ်တပင်အဖွဲ့ကိုအရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌပြောလက်ရှိလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပေါ်လို့ရဲ့ဝေဖန်ခံရတဲ့အာဇဘူဇတ်တပင်အဖွဲ့ရဲ့ပြကွက်တွေနဲ့ပတ်သက်ပြီးရွှေမင်းသားဖောင်ဒေးရှင်းကအရေးယူဖို့ပြင်ဆင်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အနုပညာဆိုတာလူကိုဖျော်ဖြေရမှဖြစ်ပေမဲ့တစ်ပတ်သားရဲ့ရှုံရင်ချစ်ကိုလှောင်ပြောင်ပြီးလူရဲ့စရာပြအောင်လုပ်တာဟာကျင်ဝင်တဲ့ညီရလားဆိုတာမေးခွန်းထုတ်စရာဖြစ်လာပါတယ်။လက်ရှိတော်နဲ့လူမှုကွန်ရက်တွေမှာရနှံ့နေတဲ့ဗီဒီယိုတွေထဲမှာအာဇဘူဇတ်တပင်အဖွဲ့ဟာမတန်ဆွမ်းသူတွေရဲ့ကိုလက်အမူအရာတွေကိုပုံတူကိုယူပြီးရဲစရာအဖြစ်တယောခဲ့တာကိုတွေ့ရပါတယ်။ဒီလိုရဟာမတန်ဆွမ်းသူတွေရဲ့အစိတ်ပိုင်းဆိုင်ရာနဲ့ဂုဏ်သိက္ခာကိုပြည့်ပြည့်ထန်ထန်ထိခိုက်စေတဲ့အတွက်ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌဦးမြတ်သူဝင်းကတော့ဒီကိစ္စကိုထိရောက်စွာအရေးယူနိုင်ဖို့သက်ဆိုင်ရာတာဝန်ရှိသူတွေထက်စာဖို့အကြောင်းကြားသွားမယ်လို့ပြောဆိုလိုက်ပါတယ်။ဦးမြတ်သူဝင်းကဒီကိစ္စနဲ့ပတ်သက်လို့မတန်ဆွမ်းသူတွေဘက်ကကျွန်တော်တို့စီလာပြောနေကြတာ3ရက်ရှိပါပြီ။ဒီလိုစိတ်မကောင်းဖြစ်ရတယ်မခံမရနိုင်ဖြစ်ရတယ်လို့ဆိုကြဒါမဖြစ်တဲ့လောက်ရပါလို့မှတ်ချက်ပြုခဲ့ပါတယ်။ဝေဖန်မှုတွေထဲမှာအရင်ကလည်းဒီလိုပဲလုပ်ခဲ့ကြတာပဲဆိုတဲ့အယူဆတွေကိုလည်းဦးမြတ်သူဝင်းကပြပြတတာတုံ့ပြန်ခဲ့ပါတယ်။အရင်ကလူပြစ်လို့ခေါ်ခဲ့ရကနေလူရှင်တော်တို့ပြောင်းလဲခေါ်ခဲ့တယ်လို့မတန်မစွမ်းကနေမတန်ဆွမ်းလို့ပြောင်းလဲခဲ့တာတွေဟာခေတ်စစ်စစ်မှအသိပညာမြမားနေတာကိုပြတာဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့ကအဖျော်ဖြေခံတဲ့အလောင်းပြောင်းခံတော်တွေမဟုတ်ဘူးလူတွေပါလို့သူကထောက်ပြခဲ့ပြီးအထူးသဖြင့်အနုပညာရှင်တွေအနေနဲ့အများကအတူယူရမယ့်သူတွေဖြစ်တဲ့အတွက်ကျင့်ဝတ်ကိုပိုပြီးထိမ့်သိမ်းရမယ်လို့တိုက်တွန်းထားပါတယ်။ဒါ့အပြင်အဆိုပါဗီဒီယိုတွေကိုရှုတ်ချတဲ့အနေနဲ့ဖြစ်စေသမင်ဖြစ်စေထားချဲတာမျိုးတွေမလုပ်ကြဖို့လည်းမေတ္တာရပ်ခံထားပါတယ်။ဒါမတန်ဆွမ်းသူတွေအပေါ်အမြင်တစ်မျိုးဖြစ်သွားစေနိုင်လို့ပါပဲ။အာဇဘူဇတ်တပင်အဖွဲ့ဟာအခုမှဝေဖန်ခံရတာမဟုတ်ပါဘူး။ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကလည်းလူရှင်တော်ဖြိုးဖြိုးကဗိတ်တာထဲကကလေးတူအပေါ်မဖွဲမရဆန်းနောက်ခက်လို့တပင်အစည်းအရုံးမှာခံဝန်ထိုးခဲ့ရဖူးပါတယ်။အဲ့ဒီနောက်မန္တလေးမှာလည်းဘာသာတဒနာနဲ့ပတ်သက်ပြီးစော်ကားတွေပြန်လုပ်နေကြောင်းတောင်းပန်ခဲ့ရပါသေးတယ်။အခုတစ်ခါမတန်ဆွမ်းသူတွေကိုလှောင်ပြောင်တဲ့ဟာဒီတို့အဖွဲ့ရဲ့စီးတဲ့ဆိုင်ကျူးလွန်နေတဲ့အမှားတွေလာလို့ဝေဖန်သူတွေကမေးခွန်းထုတ်နေကြပါတယ်။မြန်မာနိုင်ငံမှာမတန်ဆွမ်းသူဥယျာဉ်ဟာ10တန်းကျော်ရှိပါတယ်။ဒါဟာလူဦးရေရဲ့9ပုံ1ပုံလောက်ရှိနေတာပါ။ဒီလိုများပြားတဲ့လူထုရဲ့သူတို့ရဲ့မိသားစုဝင်တွေကိုစိတ်နာကျင်အောင်လုပ်တာဟာလူမှုအတိုင်းအဝန်အတွက်ကောင်းကျိုးမရှိပါဘူး။လက်ရှိမှာတော့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကလည်းမတန်ဆွမ်းသူတွေကိုနှိမ့်ချလှောင်ပြောင်တဲ့အပြကွက်တွေကိုရှောင်ကြဉ်သတိပေးရှက်ထုတ်ပြန်ထားပါတယ်။အောင်စုအဖွဲ့ပေါ်သက်ဆိုင်ရာလူကြီးတွေကဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။